တတော်တမရှိရဲ့အမျိုးတို့တခါလဲကျမမှားခြင်းပါတယ်လို့ကျမကိုလေဖုံးဆက်ပြီးတော့လေကနန်းတွေမတောင်းတော့ပါနဲ့လို့ဖုံးဆက်ပြီးတော့ကနန်းမပေးပါဘူးလို့နော်ပြီးတော့လဲတချို့တွေကဖုံးဆက်ပြီးတော့ပြောတယ်ဗါလဲတူးတီရောင်းတာလားတူးတီလည်းမရောင်းပါဘူးလို့နော်ဘာလဲဆိုတော့မေတော်ကြီးကပြောပါတယ်လက်ပြရင်ဆရာမတရားကျင့်ကြံအားထုတ်ရမှာမဟုတ်လို့တဲ့အချိန်တွေနောက်ကျမှာဆိုလို့တဲ့ဖုံးတွေဆက်ပြီးတော့ကနန်းတွေမတောင်းပါနဲ့တဲ့ကိုနဲ့ထိုင်ရင်တော့ရမှာပေါ့တဲ့နော်မေတော်ကြီးတဲ့အခုစကားလေးပြောတာမျိုးပေါ့အခါမျိုးကြလို့ရှိရင်ကနန်းချပေးမယ်တဲ့လေးခုတော့ကျမတို့ကလေးခုတော့ချက်ချပေးတာလေအဲ့တော့အကုန်လုံးပေါက်တယ်ဘကိုးဘက်ကကောင်မလေးတဲ့ကဒီနေ့ဖုံးဆက်တယ်လေးခုမှာတဲ့3000ဘိုးပေါက်တယ်တဲ့မေတော်3000ဘိုးပေါက်တယ်တဲ့ဒါရင်မေတော် तू ကသူ့ဆီယာမဟိုသွားပြီးစားဝဲသွားဆက်ပေးတယ်တဲ့မေတော်ကြီးကဖျားတယ်ဘိုးပေးတာလေ3000ဘိုးဆိုတော့2သိန်းနဲ့4000ဘိုးရတယ်လေတရားဘိုးတော့မှ तू လှမ်းမလှူပဲလေကျမစီကိုလှမ်းပြီးတော့ခဏလှမ်းတောင်းတယ်ဆရာမလည်းလေးဘိုးမှာ3000ဘိုးပေါက်တယ်တဲ့ခဏထပ်ပေးပါအောင်လဲဆိုတော့ဘလို့လို့ရမှာတော့သူပေါက်တဲ့ပတ်စံကိုကြတော့ဟိုမှာသူ့ရဲ့ဆီယာမနဲ့သွားပြီးတော့နတ်တွေကိုစားဝဲသွားဆက်တယ်တဲ့ဒီလိုတမရှိအမျိုးတို့အစဉ်းစားပြလေနော်ကိုပေးတဲ့ခဏကိုသူကဟိုမှာနတ်တွေသွားပြီးစားဝဲသွားဆက်တယ်ဒီမှာဖျားတယ်ဖို့အတွက်မေတော်ကပေးတာလေအေးအဲ့လိုတော့ရှိပါတယ်လို့နော်ဘာဆိုတော့ဒီခုမေတော်ကြီးကလည်းကျမကဒီမှာအုတ်မြေချပနဲ့ရဲ့အုတ်မြေချပြီးသွားလို့ရှိရင်ကျမဒီမှာဒိဋ္ဌာန်တွေဝင်ရတော့မှရေစွန်းတို့တီစွန်းတို့တက်လွတ်တို့ဝင်ရမှာအခုကတော့တက်လွတ်မဝင်ထားပါဘူးအခုကတော့တက်လွတ်လေးမဝင်ထားဘူးပေါ့နော်ဖျားအုတ်မြေချပြီးတော့မှတက်လွတ်ဝင်ရမှာတက်လွတ်စားရမယ်ကိုရက်ပြီးရေတွေပဲတောက်ရမယ်အဲ့ဒါတော့ဘယ်နေရက်လည်းမသိဘူးပေါ့နော်မီးလွတ်ဝင်ရမယ်မီးလွတ်ဆိုတာတီတွေပဲစားရမှာအဲ့လိုတရားကျင့်ကြံအားလို့စနာတွေအားကောင်းလို့ရှိရင်ခဏန်းတွေကတားလိုက်ပါတယ်လို့နော်အဲ့တော့ဆရာမလေးကိုခင်လဲဆိုရင်တနာတယ်ဆိုရင်ဖုံးတွေခဏမဆက်ပါနဲ့လို့နော်တရားကြည့်ချိန်မရှိမှဆိုလို့ပါလို့ဒီနေ့တော့မှဒီကွေးစားလေးဝတ်ထားတော့မှတက်တော်လေးရှိအမျိုးတို့ခွင့်တောင်းတယ်နော်ဆရာမခွင့်တောင်းတယ်နော်ဒီနေ့ဒီကွေးစားလေးဒီအိမ်ဒီထမိန်လေးနဲ့ဝတ်ချင်လို့ပါဆရာမပြောလို့ရှိရင်ဒီလိုမျိုးတွေနေတော့ဆိုရှင်တက်တော်လေးအမျိုးတို့ကခင်လဲသေးမှဆိုလို့ဆရာမခွင့်နေလေးပြောရနော်ဆရာမလေးကဒါဒီအိမ်လေးဝတ်ချင်လို့နောက်မှပနရိုင်းအုံးမြေချရင်ယောဂီထမိန်အိမ်ဖြိုဝေးရတော့မှအကွာကြီးပုံစံနေရတော့မှလေဟုတ်ဒီပုံစံလေးနဲ့ဒါဒီနေ့တည်းတော့ဖွင့်ပေးပါဆိုတော်တော်လေးရှိအမျိုးတို့ဖွင့်တောင်းပြီးတော့ကျွန်မဒီဝတ်စားလေးကိုဝတ်ပါတယ်လို့နော်တော်တော်ရှိအမျိုးတို့နားနဲ့ပေးပါလို့နော်တောင်းမှန်ပါတယ်လို့နော်စက်သက်ရလည်းအစီပြေကြပါစေလို့ဆုတောင်းမေတ္တာပို့ပေးပါတယ်လို့နော်ပြည့်စုံကြပါဆရာဝန်မတော့မဟုတ်ပါဘူးဒါပေမဲ့ဆရာဝန်တွေမကုနိုင်တဲ့ယောဂကိုကုပေးနိုင်တယ်ပေါ့အဲ့လိုတော့စွန့်ပါတယ်ဆရာဝန်တွေလက်လျှော့လိုက်တဲ့ယောဂတွေဆရာဝန်တွေမနိုင်တဲ့ယောဂတွေပေါ့ကျမတခါလေးပန်းတဝင့်တောင်ဆိုတာကြားဘူးမှာပေါ့နာမည်ကြီးရဲ့ပန်းတဝင့်တောင်မှာလေတော်ကြီးထဲမှာကျမတရားထိုင်တော့ကျမလည်းအင်ရွက်ကိုခူတော့ဖေခုထိုင်တာပေါ့နော်အင်ပင်ကိုကြောခိုင်းမတရားကျင့်တာပေါ့တရားကျင့်တော့အဲ့မှာနေတိုက်မောင်နှမနှစ်ယောက်ကတချင်းဆိုပြီးသူ့မောင်လေးကိုချော့တိတ်တယ်နားထဲမှာကြားနေခါတော့ဘလို့ပြောလဲဆိုတော့ဒီအင်ပင်မှာတဲ့အင်ရွက်ကိုခိမ့်မတရားကျင့်နေတဲ့ဆရာမကတဲ့စိတ်တွေတရားထိုင်တာစိတ်တွေပြတ်နေတယ်ပေါ့သူကတနေ့သူကပေါ့စိတ်ကူတာအရန်ဆောင်းတာပေါ့နော်ပေါမောက်ခဆရာဝန်တွေထူးခုဆရာဝန်တွေပါတကူဆရာဝန်တွေမကုနိုင်တဲ့ယောဂကိုသူကုပေးနိုင်တယ်ပေါ့အဲ့ဆရာမပြောရတော့ကိုတရားကျင့်တဲ့အချိန်မှာအဲ့တိုက်တွေပြောနေတဲ့အတန်ကိုကကြားနေရတာပေါ့အကိုစိတ်ကသူ့ရှိကိုတာယာသွားတာပေါ့နော်သူပြောတဲ့အတန်ကိုကျမကိုချစ်တဲ့လူရှိလို့မုန်းတဲ့လူလည်းရှိတယ်အခုကကျမဒီနေ့ကြက်ဖြူဖျားကိုသွားတာဒီမှာကြောက်စိမ့်လက်ဆွဲကြိုးလေးဆွဲသွားတယ်လက်စုပ်လေးဆွဲသွားမှာကြောက်စိမ့်လက်ကကလေးဒီမှာကြောက်စိမ့်လက်ကောက်ကလေးအဲ့ဒါကျမမေတော်ကြီးပေးတာမဟုတ်ပါဘူးเนาะရှင်းပြတာเนาะမေတော်ကြီးပေးတာမဟုတ်ပါဘူးဟိုးပကံဘက်ကပကံညာဦးဘက်ကအမတယောက်ကဆယ်မလေးတဲ့သူကဖန်စီဆိုင်ဖွင့်ထားတယ်တဲ့ဆယ်မလေးဘာလေးဝတ်ချင်လဲဆိုတော့ကျမအဲ့ပါဓပုံလေးရလို့လက်ရှိတာဓပုံလေးပါကြောက်စိမ့်ဆွဲကြိုးလေးရှိအဲ့လိုပုံစံလေးဝတ်ချင်တယ်ဆိုလို့အဲ့တော့ကျမကိုမနေ့ကတော့ဒလီနဲ့ဒီကြောက်စိမ့်လက်ဆွဲလေးရယ်ကြောက်စိမ့်လက်စုပ်ကလေးရယ်ကြောက်စိမ့်ဒီမှာလက်ကောက်ကလေးရယ်ကြောက်စိမ့်နှက်ကက်လေးရယ်ကျမကိုဆင်ပေးတာပါလို့နော်ပကံဘက်ကပါလို့နောက်ပြီးတော့လေမေတော်ကြီးကိုဝှထုငွေလေးလာပြီးလှူလို့ရှိရင်လေမေတော်ကြီးကဖျားတယ်မှာငကား9កောင်ဖျားတယ်မှာငကား9កောင်ဖျားကျွတ်တန်းဝင်ခြင်းတို့နော်တိုက်ဖျားကိုတော်ပင်ဈေးဒီကိုတော်ပင်ဈေးဒီကိုငကား9កောင်ပတ်ပြီးတော့မော်ဖူးတဲ့
တကားဖះတရားမှာနောက်ပြီးတော့ပြောသေးတယ်ဗာလေမေတော်ကြီးကဖာခံခိုင်းတာလားလေနော်စကားလေးပြောရမ်းရိုင်းနေနော်ကျမတရားဆွဲမှာနော်ကျမကိုထိခိုက်အောင်ကျမထိခိုက်နစ်နာအောင်ပြောလို့ရှိရင်ကျမဥပဒေနဲ့စကားပြောတော့မှာနော်ဥပဒေနဲ့ကျမတရားဆွဲမှာမနေ့ကျလို့ရှိရင်ဆရာတော်ကြီးကိုကျမသွားလျှောက်မှာဆရာတော်ကြီးဖေကတမီးကိုလိုင်းပွားရင်တမီးကိုဟုတ်ကတွေပြောတယ်ဆိုတဲ့အကြောင်းပေါ့ဆရာတော်ကျမသွားလျှောက်မှာနော်ဆရာတော်ကြီးကတမီးကိုတရားဥပဒေနဲ့တရားဆွဲပြပါလို့ပြောပါကျမအခုဖေတယ်မဲ့နေရတာရနာရအဖွဲ့ဝင်ရဲ့ခွင့်ပြုချက်ရတယ်ကျမဖေတယ်ရမှာနော်မေတော်ကကျမလောင်းကစားနဲ့လှုပ်တယ်လည်းမဟုတ်လောင်းကစားမေတော်ကသူကလို့လေးအပူးလို့ပြောလို့ကိုနားထဲမှာကြားလို့လေးအပူးထွက်ဖို့ရှိတယ်မွေးထိုးလို့ပြောလို့ကိုကတက်တော်ထဲမှာရှိတဲ့ဒီမေတော်တဲ့ပထန်းဆက်တိုက်ဆက်တွေကိုရားစေခြင်းနဲ့ဆန္ဒနဲ့လေးပူးထွက်မယ်လို့မေတော်ကြီးကပြောတယ်ဆိုပြောလိုက်တာအဲ့လေးပူးရားတဲ့ပတ်စံလေးတဲ့ကျမကအုံမြေချမှာပတ်စံနောက်ထပ်ကျမရှာအောင်မယ်အခုကျမဒိဋ္ဌာလေးမဝေခင်လေးမှာဝေစားလေးလှလှပပလေးဝတ်တာပြဆရာနဲ့တူအောင်နေတယ်လို့လိုက်သေးတယ်ဥထုစင်လူသားလေးလှချင်တာပေါ့ကျမတိုက်ဆက်ကလာတာတိုက်ရလာတဲ့လူကတအားလှချင်တာတက်လားရှင်တို့စကားပြောတာမရန်လို့အားကြီးရနော်ဒီကကျမကိုနေနစ်နာအောင်ပြောလို့ရှိရင်တရားဥပဒေနဲ့စကားပြောမှာနော်ရှင်တို့လူကဟောရလားလူကမွေးတာလားခွေးရမွေးတာရှင်တို့တော်တော်ရိုင်းနေနော်ကျမဖျားတရားလောက်ထားလို့ကျမမဆဲတတ်လို့နော်ကျင်တော့ကျမဆဲတဲ့ပဲနဲ့ကိုဆဲပြမှာတက်လားကျမမဆဲတတ်လို့တက်လားလူကဝဲလူလိုနားလဲကြပေါ့ကျမဖျားတယ်လားကောင်းတာလုပ်နေတာကျမလေလိန်စားတာမဟုတ်ညာစားတာမဟုတ်တက်လားဟုတ်ဖျားကိုတော်မင်းစီတရားမှာဖျားတယ်မဲ့နေရာတွေရောတခါဒဏ္ဍန်းဆောက်တဲ့နေရာတွေရောအကုန်ပြထားတယ်ဘာမှလိန်ညာချင်းဘာတစ်ခုမှမရှိထားဘူးလူတွေကနေတော်တော်လွန်နေပြီတက်လားဖျားတရားလုပ်တဲ့ဟာမေတော်နဲ့တော့မစကားမပြောရင်တော့ပဲမေတော်ရှိကိုဖျားတယ်ဖို့ဝတ္ထုမွေလေးလာလှူတာတော့မှမပြောရင်တော့ပဲမေတော်ရှိကညာစားတာတွေရောလိန်စားတာတွေရောအဲ့လိုမပြောကြပါနဲ့ဘာလို့ဆိုတော့မေတော်ကြီးကဖျားတယ်ဖို့အတွက်သူကလူဒီမှာလက်ရရှင်ကိုလေးဘူးပေါ့နော်ထွက်ရင်လေးဘူးထွက်မယ်ဝေးထိုးလို့ပြောတာအလောင်းကစားနဲ့ပေးတာလည်းမဟုတ်ဘူးအေးမယူလာလို့မဖမ်းဆီးဘူးလားဖမ်းဆီးအောင်ကျမလူသားသမားမဟုတ်တာတာရနာပြုတ်နေတာလေဖျားတယ်နေတာလေအခုတော့မတော်မတရားလေးပြောဆိုနေလိုက်ကြတာဟုတ်ဒါပြီးတော့လည်းဘာပြောလဲဆိုဘယ်တော့လဲဖားခံခံမလားဆိုတော့တော်လားအဲ့စကားလေးမပြောဘူးလားလို့ပြောတော့ဒီနေ့တနေ့ကိုတနေ့ကခရီးသွားတာလူကပင်ပန်းနေတာတက်တော့အကောက်ဖွင့်ကြည့်တော့အဲ့လိုမျိုးတွေတွေ့တော့ဘလို့စိတ်ကောင်းပါလဲဘိုးကြီးတန်နိုင်ရှင်နေရဖျားတဲ့ခြင်းလို့ပါနဲ့ကိုကြီးပါဆိုလို့သူတို့ကျွတ်တဲ့ဝယ်ဖို့အတွက်ဘောကဝတီမေတော်ကြီးကသူတို့ရဲ့တိုက်ဆက်တွေပထမဆက်တွေတည်စေခြင်းလို့လေအဲ့လေးဘူးချပေးလိုက်တာပါလေးဆိုပြီးတော့အခုသူတို့ကလည်းတီးတော့လာကြတယ်လေဖျားတဲ့ဖို့လေကောင်းတာလုပ်တာလေမကောင်းတာလုပ်တာမဟုတ်ဘူးမတော်မတရားတွေကောမလေးမရေးကြပါနဲ့နောက်ပြီးတော့အကောင်တကောင်ကလည်းသူ့နာမည်ကြီးအောင်ဆိုပြီးတော့ဘုတ်ကောဟုတ်ကတွေလှုပ်တင်ထားလေးတယ်ကိုရမေးစီတဲ့မဲ့ကိစ္စပြောတယ်ဟာသူကမေတော်ကြီးခူတွဲလို့ပြောတယ်တခြားစီပဲသူပြောတာနဲ့သူများကလေဒီမှာလက်ဆောင်လေးပေးတဲ့ဟာတော့မဝင်ရင်းလာဘူးတောင်မြောင်းမြောက်ပြောတယ်လူနာကြီးအောင်လိုက်ပြောနေရတယ်ကျမဖျားတယ်နေတာပါကောင်းတာလုပ်တာပါလိုင်းမော်ရင်တိတော့အကောက်တွေအဲ့လိုတွေမရေးကြပါနဲ့ကျမစိတ်မကောင်းဖြစ်လို့ပါခုနှစ်သားသမီးတွေတချို့ဆရာဝန်တွေမကူနိုင်တဲ့ယောဂတွေဟုတ်လားယောဂတွေပါရင်ကျတော့ဆရာဝန်ကုလို့မရဘူးလေဆရာဝန်တွေကိုပြင်မာတာမဟုတ်နော်ဆရာဝန်တွေကိုပြင်မာတာမဟုတ်ဘူးဆရာဝန်တွေမကုနိုင်တဲ့ယောဂတွေကိုကျတော့ကိုကကုပေးနိုင်တယ်အဲ့ဒါကိုရှင်တို့မဟုတ်လိုက်ရဖြစ်စည်းနေကြတာလေခုနှစ်သားသမီးအသက်ကိုကဲ့ပေးတဲ့လူတရားကိုသိခါကြအောင်မတို့လိုက်ရရေးနေကြတာလေရှင်တို့ဒုက္ခတွေမပေးကြပါနဲ့ဒီမှာစိတ်မကောင်းလို့ပါတိုးရဲငါပဲအုံးမြေတဲ့ချမ်းမနောက်တဲ့10သိန်းလိုသေးတယ်
ဒီနေ့လှူတဲ့တသိန်းခွဲရမှာဆရာကြီးကိုဝတ္ထုငွေကတ်ကြတယ်ဘယ်လိုကောမလဲဆိုတော့လေဖျားတယ်ဖို့အတွက်ကိုလေမျက်နှာမငယ်ရအောင်ပတ်စံလေးတွေလည်းဖုံးကြီးစီသားရှင်တွေကိုလည်း9000 1000အဲ့လိုလှူပေးရတယ်လေမေတော်ကြီးနော်အဲ့တော့လှူတဲ့ကုသိုလ်မှန်တယ်များအားလုံးကိုမေတော်ကြီးကိုတာဟွာဖြစ်တယ်ပေါ့နော်တာတို့ဟွာဖြစ်ပါတော့မေတော်ကြီးဘာဖြစ်လဲမေတော်ကြီးဝင်းနေနေတာမသိပါဘူးမေတော်ကြီးဝင်းနေနေတယ်ဘာဝင်းနေနေတယ်မသိဘူးမေတော်ကြီးဘာဖြစ်လို့လဲငါတို့ဝင်းနေလားပြောဒါလည်းပေးတက်ကများပြီးတော့လှူတာနေတော့မေတော်ကြီးဝင်းမနေပါနဲ့သူ့အောင်ဖြစ်မှာပေါ့မေတော်ကြီးတိတ်တိတကိုးနဲ့လောက်ပေးရပါတယ်နော်သူတို့လည်းစင်ပြေတဲ့လူလည်းရှိတယ်လို့အစင်မပြေတဲ့လူလည်းရှိတယ်လေနော်မေတော်နော်အဲ့တော့ဝင်းမနေပါနဲ့လို့နော်တခုရှိတာတော့အခုလာတဲ့လူတွေထဲမှာတဲ့ဆရာမလေးကိုယုံကြည်မှုရှိကြလားတဲ့မေတော်ကြီးမေးရှိပါတယ်ရှိပါတယ်မေတော်ကြီးကလက်ပြချင်းဆရာမလေးကိုတဲ့ဘောဂဝတီမေတော်ပေါ့နော်ဘောဂဝတီမေတော်မို့လို့တဲ့ဆရာမလေးရဲ့ခန္ဓာကိုနံသိမ်းထားပါတယ်တဲ့မေတော်ကသူ့ကိုချစ်လေးချစ်ပါတယ်တဲ့အဲ့တော့တဲ့ဆရာမလေးနားမှာအနီးကပ်နေတဲ့လူတွေဆရာမလေးကိုပေါ့နော်တစ္ဆာရှိပေးပါတဲ့နော်ဘာလို့ခမရလို့ရင်စိမ့်နဲ့မတော့ပါနဲ့တဲ့နော်ကိုဘက်ကလည်းတရားနဲ့ပါရမီဖြည့်ပေးပါတဲ့သူဟာလူဖြစ်သွားလိမ့်မယ်တဲ့ရလို့ရင်စိမ့်နဲ့နေတော့အဆင်မပြေပါဘူးတဲ့မေတော်ကြီးကအမီနဲ့ရိုက်ထုတ်ပြမှာနော်တဲ့နော်ဘာလို့ဆိုတာတာလာပြုတ်လာမလို့ပါနော်တဲ့ဆရာမလေးကိုနှောက်ရက်တွေကပုံပါတဲ့ဒါပေမဲ့တော့လေတဲ့မေတော်ကြီးရှိတယ်မေတော်ကြီးကဆရာမလေးကိုချစ်တဲ့အတွက်မဲ့လို့အမီနဲ့ရိုက်ထုတ်ခတ်ထုတ်ပြမှာလေမေတော်ကြီးအဲ့လိုပြောတယ်မေတော်ကြီးကျန်းတယ်ဘောကဦးဒီမေတော်ကြီးစိတ်ကျန်းကိုကျန်းနေမို့တော့အားကြောင့်မေတော်ကြီးစိတ်လေးလျှော့ပြီးဒီကိုဝင်မပူးနဲ့နော်ဒီကဝင်ပူးခြင်းနေပြီစိတ်ကလွတ်သွားတဲ့အခါကျဝင်ကတ်ခြင်းနေပြီကိုဝင်ပူးနဲ့နော်မေတော်ကြီးနော်အဲဒါဒီမှာသူတို့ရှိဝင်ပူးရဆက်လို့တယောက်တည်းပူးတာကြောင့်မဟုတ်တယောက်တည်းတက်တော့မှတင်နေတော့ဓာတ်စီးသွားပြီးတော့ကခဏနေထောင်ပြပြီးနော်ဒုတိယအများကြီးမေတော်ကြီးဘာဆိုကိုကလေတရားမဆိုတော့ကြာမခံလေးသားဖြစ်မှာဆိုလို့လေကိုကနေတာပေါ့လေးဆိုတော့လွတ်လပ်နေပလိုက်တာစိတ်ကိုအဲ့တော့မေရိုစိတ်လေးနဲ့ထိပြီးနော်သုံးလုံးကနေနဲ့မေရိုဒီဘက်သုံးလုံးကနေလေးလို့ကျွန်တော်ကိုယ်တိုင်ပဲမောင်းတယ်အားရအထက်မှာတရားတယ်လို့ပေါ့နော်လေးအပူကိစ္စကတော့ထားလိုက်တော့လေးအပူကသူတို့မတူတဲ့လူတွေကတော့မေရိုရဲ့ထားလိုက်တော့မိသားစိတ်ပေါ့စောင်းနေပြောနော်သူလေးအပူကမတူတဲ့လူတွေထားလိုက်သူတို့ကိစ္စနော်